ဒီသင်ခန်းစာကဦးချက်ကမျိုးအရန်ထိတ်ဆုံးကိုရောက်နေခြင်းနဲ့အရန်အောင်မြင်နေခြင်းလို့သင်ပေးတာပါဦးချက်လည်းသိတာမကြသေးပါဘူးဒါပေမဲ့ဦးချက်အလုပ်ဖြစ်တယ် do things super quick အလုပ်တွေကိုမြန်မြန်ဆန်ဆန်လုပ်ခြင်းပဲအလုပ်တွေကိုမြန်မြန်ဆန်ဆန်လုပ်ခြင်းပဲကိုကဒီနေ့စာမျိုးဦးချက်ကတက်ပြီးတော့တွေးတာခေါ်တာရန်ကိုတွေးတတ်ခေါ်တတ် over thinking over analyze လုပ်တာမလုပ်စေချင်တော့ဘူးမလုပ်စေချင်လူတော်များသူတို့အောင်မြင်တဲ့လောက်အောင်မြင်တဲ့လောက်မအောင်မြင်ကြတာသူတို့ချမ်းသာတဲ့လောက်မချမ်းသာကြတာရောက်တဲ့နေရာကိုရောက်တဲ့လောက်မရောက်ကြတာ overthinking over analyze လုပ်လို့အရန်ကိုတွေးတတ်ခေါ်တတ်တွက်တတ်ချက်တတ်တဲ့လူတွေရဲ့ထောင်ချောက်ကမလုပ်ဖြစ်တော့ဘာမှဖြစ်မလာဘူးဥပမာတစ်ခုမျိုးအချက်ပြပြမယ်ကွာကမ္ဘာမှာအရန်ချမ်းသာတဲ့တချို့မီလီယံနာကြီးဆိုလို့ရှိရင်အရန်ကိုမီတို့ထက်တော်လို့တက်နေလို့မဟုတ်ရန်ကိုကျန်းနေလို့အရန်ကိုတော်တက်ပြီးတော့အမျှော်မြင်တွေးခေါ်နေလို့မဟုတ်ဘူးတချို့ကပုံမှန်လူတွေလိုပဲပုံမှန်လူတွေလိုပဲပုံမှန်လူတွေထောင်တချို့တုံးတဲ့လူတွေရှိတုံးတဲ့ဘီလီယံနာကြီးတွေရှိသူတို့တုံးတဲ့အားသာချက်ကသူတို့ကအလုပ်တစ်ခုသိပြီဆိုရင်တစ်ခုသူတို့ကချလုပ်တယ်စင်စမပြတ်လုပ်တယ်လုပ်ပြတ်သွားတယ်သူတို့ရဲ့ဦးချစ်တို့နဲ့ကွာဝါတာဦးချစ်တို့ကတွေးတောတယ် over analyze လုပ်တယ် over thinking လုပ်နေသူတို့ကချလုပ်တယ်ဆိုတော့သူတို့ကရှေ့ရောက်ပါဦးချစ်တို့ကဘယ်မှမရောက်ဘာမှမချမလို့ဘာမှမရောက်အများကြီးသိပြီးတော့ဘာမှမလုပ်တာဆိုင်ရင်နည်းနည်းလေးသိပြီးတော့ချက်ချင်းလုပ်လိုက်တာချလုပ်လိုက်တာအစမပြတ်လုပ်လိုက်တာရှေ့ကိုအများကြီးရောက်တယ်ဥပမာဦးချစ်ကွာအမိကိုမြင်သားတစ်ခုပြောမှာကွာတချို့အညာလူတွေကွာအညာလူတွေဆိုရင်ရန်ကုန်မှာလက်ဖက်တိုင်းအများကြီးပိုင်တယ်တချို့လူတွေနော်သူတို့ကိုစင်မြင့်ပြန်လိုက်ကြည့်မယ်ပြန်စဉ်းစားကြည့်မယ်ဆိုတော့သူတို့ရန်ကုန်တက်လာတဲ့အချိန်တုန်းကဒီလိုပဲလေပုံမှန်ပဲအလုပ်တစ်ခုတော့ရှိတယ်သူတို့မှလက်ဖက်တိုင်းဖွင့်ချင်တဲ့ရွယ်ချက်လေးရှိအလုပ်တွေကိုစူးစမ်းပြီးလုပ်တယ်လက်ဖက်တိုင်းဖွင့်တယ်ဖွင့်ဖို့စူးစမ်းသူတို့ဖွင့်လိုက်တဲ့ပမာဏလက်ဖက်တိုင်းကိုဖွင့်နိုင်တဲ့အချိန်ရောက်တဲ့အခါစဖွင့်တဲ့အချိန်မှာလည်းလူလေးခုမှသူတို့ခင်တဲ့ကြော်စရာလေးတွေရွာစပွဲတိုးလေးတွေပဲခေါ်ပြီးတော့တုံးတယ်ရတဲ့လောက်သူတို့ကတေချာစစ်ပြီးတေချာလုပ်ကြတယ်9နှစ်လောက်ကြာတော့သူတို့ဆိုင်2ဆိုင်ဖြစ်လာတယ်ဥပမာ6နှစ်9နှစ်10နှစ်10နှစ်ကြာတော့သူကဆိုင်4တိုင်5တိုင်ဖြစ်လာတယ်နောက်10နှစ်15ကြာသူတို့ဆိုင်10တိုင်15တိုင်အများကြီးဖြစ်လာပြီးတော့သူတို့ဥပမာရန်ကုန်မှာချမ်းသာတဲ့လူတွေဖြစ်သွားတယ်ပြီးလို့ရှိရင်သူသားသမီးတွေလည်းညမှာကြောင်းထားနိုင်သူတို့လိုမျိုးအညာသားကြီးလိုမျိုးပဲအဲ့ဒီကရှိတဲ့လူတွေရန်ကုန်မှာအများကြီးရှိတယ်သူတို့ကတွေးတယ်အရင်တွေးတယ်ဥပမာရန်ကုန်မှာဆိုင်ဖွင့်လို့ရှိရင်ဥပမာဈေးနှုန်းတွေကဘလောက်ပြီးလို့ရှိရင်လူတွေကဘယ်လိုလိမ်မှာဘယ်လိုလုပ်ဘယ်နေရာမှာဈေးကွက်ကောင်းတယ်အရင်ကတွက်ချက်တွေးခေါ်နေစနေသားကုန်းသွားတယ်သူ့မှာဘာမှပိုင်ဆိုင်မှုမရှိလာဘူးကွာညာသားဦးလေးဆိုလဲစဉ်းစားကြည့်လေသူတို့လည်းလူလိမ်ခံရတာပဲဥပမာ IQ level အတွေးခေါ် level တွေကလည်းပုံမှန်ပဲလေရန်ကုန်ကလူတွေဆိုမှတချို့လူတွေဆိုလည်းအရင်ညံကောင်းလူတွေရှိတယ်ဒါပေမဲ့10နှစ်တစ်ခုကြာသွားချိန်မှာဘယ်သူကထိတ်ဆုံးရောက်သွားအဲ့တကယ်ချလုပ်လိုက်တဲ့လူကိုတိတိလောက်နဲ့ကိုလှုပ်လိုက်တဲ့လူကပဲထိတ်ဆုံးရောက်သွားမှာမဟုတ်လားထိတ်ဆုံးရောက်တဲ့အပြင်မှာသူတို့ရဲ့ generation တွေလည်းချမ်းသာပါတယ်ကွာသူတို့သားသမီးဆိုလည်းကြောင်းနေနိုင်ငံမှာကြောင်းထားနိုင်တယ်သူတို့လည်းတတိဖြစ်သွားကြတယ်အဲ့ဒါပါဘာဖြစ်လဲလှုပ်ချင်တဲ့အောင်သူတို့ချလုပ်လိုက်တယ်သူတို့စဉ်းစားလိုက်တယ်သူတို့စဉ်းစားမိတဲ့ဟာကိုသူတို့လှုပ်တယ်သူတို့ချလုပ်တယ်သူတို့လည်းလိန်ခံရတာပဲဘုံခံရတာပဲဒါပေမဲ့လုံရင်းနဲ့ပဲပိုတိလာတယ်ပိုပြီးတော့လုံနိုင်လေပိုတိလာလေပိုပြီးတော့ခြေလန်းကျဲလာလေဆိုတော့ကမိကအလုပ်တစ်ခုမြန်မြန်ဆန်ဆန်နဲ့ချလုပ်နိုင်ဖို့ပဲလိုတယ်အဲ့ဆိုရင်မိထိတ်ဆုံးကိုလုံးဝရှောက်မှတေးကြတယ်ကွာလုံးဝမြင်လာတဲ့ဥပမာပဲဥပမာကွာမိတို့အမျိုးထဲမှာလည်းရှိရလေမိတို့ဦးလေးဆိုလို့ရှိရင်လည်းအများလာတော့လည်းပုံမှန်ပဲလေပုံမှန် level ပဲလေအခုတည်လာရန်ကုန်မှာချမ်းသာဘာကြောက်လဲသူတို့တည်ရင်တည်တော့သူတို့ချလုပ်တယ်အဲ့ကြောင့်သူတို့ထိတ်ဆုံးရောက်လာမဟုတ်လားတခါလေမိတို့ထိတ်ဆုံးရောက်ဖို့ဆိုရင်နည်းနည်းတော့တုံးဖို့လေအရင်တွေးခေါ်တာတွေကိုမလုပ်သင့်ဘူးအရင်တွေးခေါ်နေရင်တော့ကြမ်းခဲ့မယ်အရင်တွေးခေါ်တဲ့လူတွေအရင်ညံကောင်းတဲ့လူတွေဆိုလို့ရှိရင်တော့မိဥချစ်လို့ဖြစ်သွားလိမ့်မယ်ဥချစ်တော့လည်းမြေကွာဒီ audio podcast တွေ video podcast တွေတင်ဖို့အတွက်ဆိုတော့ဥချစ်တော်တော်ခြေတုံချက်တော့ဖြစ်တာတော်တော်စဉ်းစားဥချစ်ဒီလိုစကားလည်းမပြောတတ်ဘူးဗီဒီယိုအဲ့လိုမျိုးကင်မရာရှင်းမှလည်းနေတာဒါပေမဲ့ဥချစ်လောက်တယ်ကွာလောက်တယ်တင်လိုက်ချက်ချင်းတင်ချက်ချင်းပို့လိုက်တယ်ဘာမှမတွေးဘဲအဲ့နေကလောက်လိုက်တော့ဥချစ်အခုနောက်ပိုင်းပိုကောင်းတဲ့ခိုင်လောက်ချင်တယ်ဒီမှာဥချစ်မိုက်တွေဝယ်လာတယ်သိရမလားဥချစ်pocket လေးဖန်တီးလာတယ်ဥမာ pocket လေးတစ်ခုဖြစ်လာတယ်ကွာအဲ့ဒါကြလည်းဥချစ်လောက်ချင်တာလောက်လိုက်တာပဲဥမာ gym ဆော့ချင်တယ်ဆော့လိုက်တယ်ဥချစ်ခဏကိုပြောင်းသွားတယ်ကွာအရင်တော့ဆိုလို့ရှိရင် gym ဆော့ဖို့အတွက်ဆိုရင်ဥချစ်ကဘလာကြီး
တာကြီးတောက်ဗလာကြီးတောက်အောင်လုပ်လို့ရှိရင်ဗလာကြီးတောက်အောင်လုပ်လို့ရှိရင်အသက်ကြီးလာလို့ရှိရင်လက်မောင်းတွေတွဲကြလာမှာတို့ဗလာမရှိဘဲပုံမှန်တိုင်းလေ့ကျင့်ခန်းမလုပ်ဘဲလူတွေကအသက်ကြီးလဲသူကပုံမှန်တိုင်းဖြစ်တာတို့အဲ့လိုမျိုးစကားတွေကြားရတယ်ကွာဥစ္စာကြီးရုံတော့တိမမသိတာတကယ်လည်းအဲ့လိုလည်းမဟုတ်ပါဘူးတကယ်လို့လုပ်ကြည့်လိုက်ပါလုပ်ကြည့်လိုက်တော့ပူတော်နေလို့ကောင်းတယ်ခန္ဓာကိုယ်ကကျမ်းမာလာတယ်တောက်လာတယ်လို့ခံစားရင်စိတ်ပါပြောင်းသွားတယ်ကွာဒီကြည့်လိုက်လေဦးကျေကခုမီးကြည့်လိုက်ဦးကျေမဖြောက်လာခဲ့ဦးကျေမချောဘူးလားချောရလဲချောတယ်ပြောမချောဘူးဆိုလဲချောတယ်ပြောတော့မီးတော့စာလေးလာရှင်ဆိုလဲဦးကျေလစ်လာတယ်ချက်ချင်းမှာဟိုမှာဂျပန်စာလေးလာရှင်တော့ကျေလစ်လာရှာတော့မတွေးတော့ဘူးဗျာဟိုအလုပ်ကပင်ပန်းလို့အချိန်မရှိလို့မတွေးတော့လောက်စရာရှစ်လုပ်လိုက်တယ်အဲ့လိုပဲတနေ့ကြလို့ရှိရင်တနေ့ရတနေ့ရောက်လာမှာသိကြတယ်ကွာလောက်တဲ့လူနဲ့မလောက်တဲ့သူနဲ့ဆိုလို့ရှိရင်တော့တော်တော့အများကြီးကွာသွားမှာပြီလေအဲ့တော့ဥချက်ကမျိုး DDSU ဒီ do things ဘာခွေကိုစာပြီးတော့သုံးသေးချင်တယ်သုံးပြီးလေသုံးလိုက်ပြီးထိတ်ဆုံးရောက်ချင်တော့အဲ့ဒါသုံးမှရမယ်အဲ့ဒါကိုဘယ်လိုစာသုံးမလဲစာသုံးမှဆိုတော့ idea ဘောနဲ့ချလို့မိကဥမာထားလိုက်ကွာအဲ့အကျင့်လေးကိုဆွဲချင်ဆိုမိကဥမာအသေးသေးလေးကစာပြီးတောင်းလိုက်ရမယ်ဥမာရေချိုးရင်စိတ်ဖြစ်လိုက်ချိုးလိုက်ဥမာပကြီးဆွဲချင်ဆွဲလိုက်စာဖတ်ချင်ဖတ်လိုက်တိတ်တော့မတွေးနဲ့နောက်မှနေရှည်ညရွှေရချီတုံးချောင်းလောက်တာလုံးဝမလှုပ်တော့တယ်ကို idea ဘောနဲ့ချလို့အများကြီးတည်ပြီးတော့ဘာမှမလုပ်တာဆိုင်နည်းနည်းတည်ပြီးချလိုက်တာအရှိဆုံးရှောက်တယ်ကွာဒီထိတ်ဆုံးလုံးဝရှောက်မယ်ထိတ်ဆုံးရောက်ဖို့အတွက်လုံးဝဥချက်အာမခံပေးမယ်ဥချက်ပြောတဲ့ဥမာလိုပဲလေညာသားကြီးတင်နဲ့ရံကုန်သားနဲ့ဘယ်သူကပို့ပြီးတော့ထိတ်ဆုံးရောက်တယ်အဲ့နေရာမှာအရေးကြီးဆုံး point ကချလိုက်တာချလိုက်ခြင်းကထိတ်ဆုံးရောက်မှာပဲ do things super great ဒီတော့မှပြန်တွေ့မယ် see you at the top yeah